စကားလေးစမှာတော့တွေ့ရတဲ့မိန်းကလေးကတော့ယူချင်းဖြစ်ပြီးသူမကစီးပွားရေးလုပ်ငန်းရှင်တယောက်ပါဒီနေ့ဟာသူမရဲ့ကုမ္ပဏီကနေအသစ်ထုတ်လုပ်လိုက်တဲ့ AI နည်းပညာအသစ်မိတ်ဆက်ပွဲနေလည်းဖြစ်ပါတယ်ယူချင်းကလူတစ်ယောက်နဲ့ထိုင်ပြီးစကားပြောနေခဲ့တာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုသူမက track လိုက်ပြီးသူမနဲ့စကားပြောနေတဲ့လူဟာတကယ်တော့သူမတို့ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ AI ထုတ်ကုန်အသစ်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်ဒါကြောင့်အားလုံးကဝိုင်းပြီးတအံ့တဲ့ပြောဆိုကုန်ကြတာပေါ့ဘာလို့လဲဆိုတော့တကယ်လူအစ်အတိုင်းထင်ရတဲ့ထိုလူကို AI ဟိုလိုလို့ရုတ်တရက်ခေါ်လိုက်လို့ပါပဲအဲ့ဒီနောက်မှာတော့ထိုလူက track ပြီးယူချင်းရဲ့ကိုယ်ခန္ဓာကိုဖျက်ကျော်ကရှောက်သွားခဲ့ပါတယ်တကယ်တော့အဲ့ဒီနေရာမှာဖန်သားပြင်တစ်ခုကထားတာပါလူတွေကအဲ့ဒီထူးပြုတ်လုပ်ထားတဲ့မှန်ကနေတဆင့်ကြည့်မယ်ဆိုရင်ဒီနောက်ဆုံးပေါ် AI နည်းပညာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်သူတို့ကုမ္ပဏီအနေနဲ့ဒီထူးပြုတ်လုပ်ထားတဲ့မှန်ပြင်လိုမျိုးပဲ AI နည်းပညာထည့်သွင်းတည်ဆောက်ထားတဲ့မျက်မှန်ထုတ်ကုန်အစ်စ်ကိုပြသခြင်းခဲ့တာပါဒီမျက်မှန်ကိုတက်ဆင်ထားတဲ့သူဟာကိုပိုင်ဟိုလိုတယောက်ကိုရရှိမှာဖြစ်ပြီးမျက်မှန်တက်ထားတဲ့သူတွေဒါလျှင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီမျက်မှန်တွေကိုအများပြားထုတ်လုပ်ခြင်းမရှိသေးပဲစမ်းသက်ဆဲအစ်စ်မှာပဲရှိပါသေးတယ်ထုတ်ကုန်မိတ်ဆက်ပွဲကတော့အောင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါတယ်ယူချင်းကပွဲကနေထွက်မှာပျော်ရွှင်နေခဲ့ပေမဲ့ရုတ်တရက်သူမနောက်ကိုတယောက်ယောက်လိုက်နေတယ်ဆိုတဲ့ message တစ်ခုလက်ခံရရှိခဲ့ပါတယ်ယူချင်းနောက်လက်ကြည့်လိုက်တဲ့အခါကားချိုးကသူမနောက်ကိုထက်ချက်မကွာလိုက်နေပြီးမျက်မှန်ကိုလူယူဖို့စူးစမ်းနေတာတေချာသွားခဲ့ပါတယ်သူတို့ကယူချင်းရဲ့ကားကိုအမြန်ပိတ်ဆို့လိုက်တဲ့အခါသူမကမျက်မှန်ကိုအမြန်ကောက်တက်လိုက်ပါတယ်ချက်ချင်းပဲဟိုလိုပေါ်လာပြီးသူတို့ကိုမျက်ခြေဖြတ်ဖို့ကားကိုမောင်းနှင်ပါတော့တယ်အားလုံးအဆင်ပြေဖြစ်နေတော့မှာပဲကလေးတယောက်ကလမ်းမပေါ်ရုတ်တရက်ပြေးထွက်လာတာကြောင့်ကားကိုအမြန်ရက်လိုက်ရပါတယ်အဲ့ဒီခါဟိုလိုကယူချင်းကိုကားပေါ်ကဆင်းပြီးယုံကြည်ရတဲ့သူတယောက်စီမျက်မှန်ကိုအနံဖို့ပြောပါတယ်ယူချင်းကပတ်ဝန်းကျင်ကိုဝေးဝဲကြည့်လိုက်ပေမဲ့ယုံကြည်ရမယ့်သူဘယ်သူမှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီချိန်မှာပဲစိတ်မင်းကလေးတယောက်ပေါ်လာပြီးဟိုလိုရဲ့ကိုခန္ဓာကိုဖျက်လျှောက်သွားပါတယ်ဟိုလိုကတခုခုကိုသိရှိသွားတယ်လို့မျိုးလှည့်ကြည့်ပြီးယူချင်းကိုထိုမင်းကြီးစီမျက်မှန်ပေးလိုက်ဖို့ပြောပါတယ်ယူချင်းကထိုမင်းကြီးကိုတိုက်မိဟန်ဆောင်ပြီးမျက်မှန်ကိုသူမရဲ့အိတ်ကက်ထဲအမြန်ထည့်ပေးလိုက်ပါတော့တယ်ဒီကိစ္စတွေထဲပါဝင်ပတ်သက်သွားရတဲ့မင်းကြီးရဲ့နာမည်ကတော့ဆိုယွန်းဖြစ်ပြီးသူမကမျက်မှန်ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်သူပါနောက်ရက်မှာတော့ဆိုယွန်းကသူမရဲ့အိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါထည့်ထားမှမမှတ်မိတဲ့မျက်မှန်တစ်လက်ကိုသွားတွေ့ပါတယ်သူမကစိတ်ဝင်စားသွားပြီးမျက်မှန်ကိုယူတက်ကြည့်ကကော်ဖီကိုဆွဲပြီးအပြင်ထွက်လာခဲ့ပါတယ်ဆိုယွန်းကလူတစ်ယောက်နဲ့မတော်တဆတိုက်မိသွားပြီးသူမရဲ့ကော်ဖီတွေကရိတ်ကနေဖြစ်သွားတဲ့အရေးတစ်ခုပေါ်မောက်ကျသွားတယ်လို့ဖြစ်သွားပါတယ်သူမကထိုလူကိုတုတ်ပေးဖို့တခြားတနေရာကတရှူးတွေကိုအမြန်သွားယူပြီးပြန်ကြည့်လိုက်တဲ့အခါထိုလူစီမှာကော်ဖီဆက်တစ်ဆက်မှမရှိတာကိုတွေ့လိုက်ရပါတယ်ထိုလူကသူစင်ပြေကြောင်းပြောပြီးဆိုယွန်းရဲ့မျက်မှန်ကသူမနဲ့လိုက်ဖက်ကြောင်းချီးမွမ်းစကားဆိုပါတယ်ဆိုယွန်းကနေနဲ့ရှက်ကိုရှက်ကန်ဖြစ်သွားပြီးမျက်မှန်ကိုချွတ်လိုက်ကကျေးဇူးတင်ကြောင်းခေါင်းကုန်းနှုတ်ဆက်လိုက်ပါတယ်ဒါပေမဲ့သူမခေါင်းပြန်မောကြည့်လိုက်တဲ့အခါထိုလူကလုံးဝပျောက်ကွယ်သွားခဲ့ပါပြီတိုးတော်လဲဆိုယွန်းကဒီကိစ္စကိုတိတ်ပြီးစိတ်ထဲမထားပဲအလုပ်သွားမဲ့လမ်းကိုပဲဆက်လျှောက်သွားပါတယ်ဆိုယွန်းတက်လေကားစီးတဲ့အခါသူမရဲ့လုပ်ဖော်ကိုင်ဖက်ပတ်ခလုတ်တိုက်လဲကြတာကိုမြင်တွေ့ရပေမဲ့သူမကအပြေးလွှားသွားမကူညီခဲ့ပါဘူးဒါကပတ်ကိုရန်ညိုးဖွဲ့စေခဲ့ပြီးရုံးခန်းရောက်ချင်းဆိုယွန်းကိုပြဿနာရှာပါတော့တယ်ကန်ကောင်းထောက်မစွာနဲ့ပဲသူတို့ရဲ့မန်နေဂျာတွန်းကဝင်သားပေးခဲ့ပါတယ်စိတ်ရှုပ်ထွေးနေတဲ့ဆိုယွန်းကစကြံလန်းတိုင်းလျှောက်လာရင်မန်နေဂျာတွန်းနဲ့တိုက်မိပြန်ပါတယ်သူမကမန်နေဂျာရဲ့ဝန်ထမ်းကတ်ကိုမြင်ရမှာပဲဘယ်သူလဲဆိုတာမှတ်မိသွားတာပါမန်နေဂျာတွန်းကဆိုယွန်းကိုသူမရဲ့မျက်စိမုံနာတကယ်ပဲအဲ့ဒီလောက်ဆိုးသလားအမြင်အာရုံမကောင်းရင်ဘာလို့မျက်ကပ်မှန်မတက်တာလဲလို့မေးပါတယ်ဆိုယွန်းကသူမမှာတမတဲတဲ့ယောဂရှိတယ်လို့ပြန်ပြောပြပါတယ်အဲ့ဒီအခါမန်နေဂျာတွန်းကမျက်မှန်တက်ဖို့တိုက်တွန်းပြီးမျက်မှန်တက်ရင်သူမကိုပို့ပြီးလှပလာလိမ့်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်တကယ်တော့ဆိုယွန်းကအမြင်အာရုံတဲတဲကွဲကွဲမမြင်ရတာမဟုတ်ပါဘူးသူမမှာလူမျက်နှာခွဲခြားမရတဲ့ယောဂရှိနေတာပါသူမမြင်ရတဲ့မျက်နှာတွေကဝေဝါးနေတဲ့အရေးတွေလိုပါပဲသူမအနေနဲ့လူတွေကိုမှတ်မိနိုင်တဲ့တခုတည်းသောနေလန်းကတော့သူတို့ရဲ့အတန်တွေနဲ့ဝန်ထမ်းကပ်ပေါ်ကနာမည်တွေကိုကြည့်ပြီးမှတ်သားရတာဖြစ်ပါတယ်အလုပ်ဆင်းပြီးနောက်ဆိုယွန်းကဝိုင်းနဲ့ဘီယာအချို့ကိုဝယ်လာခဲ့ပြီးသူမရဲ့အခန်းဖော်ဒူရန်နဲ့အတူတောက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ဒူရန်ကအလုံများနေတာကြောင့်မလာနိုင်ခဲ့ပါဘူးဒါကြောင့်ဆိုယွန်းကတယောက်တည်းတောက်ရပါတော့တယ်သူမကမန်နေဂျာတွင်ရဲ့မျက်မှန်တက်ရင်လက်မယ်လို့ချီးမွမ်းခဲ့တဲ့စကားကိုတတိယသွားပြီးအိတ်ထဲကမျက်မှန်ကိုထုတ်ယူကတက်ဆင်ကြည့်ဖို့မောင်အီးနိုင်ဖြစ်သွားပါတော့တယ်မျက်မှန်တက်လိုက်တာနဲ့ချက်ချင်းဆိုသလို